အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့စနေနေ့မနက်ဖြန်စနေနေ့ညမှာရှင်ပြိုင်ကစားမယ်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်ပွဲဖြစ်တဲ့ညနေ6နာရီအချိန်မှာရှင်ပြိုင်ကစားမယ်လီဗာပူးတင်းနဲ့ချယ်ဆီတင်းတို့ရဲ့ပွဲစဉ်ကိုနိုင်ငံလေးသုံးသပ်ပေးခြင်းပါတယ်ဟုတ်ကဲ့လက်ရှိဒီနှစ်သင်းရဲ့မပေးစရာရည်တည်မှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့အင်ရှင်အသင်းဖြစ်တဲ့လီဗာပူးကတော့35ပွဲကစားပြီးမှတော့18ပွဲနိုင်9ပွဲတည်17ပွဲရှုံးရမှတ်58မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်4နေရာမှာရပ်တည်နေပြီးတော့အဲ့ဒီတင်ဖြစ်တဲ့ Chelsea တင်ကတော့35ပွဲကစားပြီးတော့73ပွဲနိုင်9ပွဲတည်73ပွဲရှုံးရမှတ်48မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်9နေရာမှာရပ်တည်နေရလည်းဖြစ်ပါတယ်လက်ရှိအင်ရှင်တင်ဖြစ်တဲ့လီဗာပူးကတော့သူတို့တင်းနေတဲ့ဒါချန်ပီယံလိဝင်ဖို့အတွက်ကရာဂိုင်းလုံးတော်တော်များများဖြစ်နေပြီးတော့ Chelsea တင်းနေတဲ့ဒီချန်ပီယံလိဝင်မှုအတွက်ကတော့ Chelsea တင်းနေတဲ့ဝင်မှုတနေရာအတွက်ကြိုးစားအောင်ပါလည်းဖြစ်ပါတယ်ကြိုးစားပိုင်မှုရှိနေတဲ့အနေအထားပဲဖြစ်ပါတယ်ဒါကြောင့်မလို့သူတို့ဒီနှစ်သင်းရဲ့ထိပ်တိုက်တွဲဆုံမှုပထမအကျော်ရလတ်မှာတော့ဒါ Chelsea တင်းရဲ့အိမ်ဝင်းမှာ Chelsea တင်းက2-9ဆိုတဲ့ရလတ်နဲ့ဒါအနိုင်ရသွားခဲ့တာဖြစ်ပါတယ်ထိပ်တိုက်တွဲဆုံမှုမှာတော့ Chelsea တင်းက2ပွဲနိုင်ပြီးတော့လီဗာပူးတင်းက2ပွဲနိုင်ရထားတာဖြစ်ပါတယ်လီဗာပူးတင်းရဲ့နောက်ဆုံး5ပွဲမှာလီဗာပူးတင်းက3ပွဲထိနိုင်ပြီးတော့2ပွဲရှုံးထားပါတယ်နောက်ဆုံးပွဲ Manchester United အသင်းရဲ့အိမ်ဝင်းမှာ 3-2 ဆိုတဲ့ရလဒ်နဲ့လီဗာပူးတင်းကရှုံးနေထားတာဖြစ်ပါတယ် Chelsea တင်းကတော့နောက်ဆုံး5ပွဲမှာ2ပွဲပဲနိုင်ရပြီးတော့4ပွဲတိရှုံးနေထားတာဖြစ်ပါတယ်နောက်ဆုံးတို့အနိုင်ရထားတဲ့ရလာတော့ဒီ Leeds United ကိုအိမ်ဝင်းမှာအနိုင် 1-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးတော့ပြီးခဲ့တဲ့ပွဲတင်မှာတော့ Nottingham Forest အသင်းကိုအိမ်ဝင်းမှာပဲ 1-3 ဆိုတဲ့ရလဒ်နဲ့ရှုံးနေထားတာလည်းဖြစ်ပါတယ်လက်ရှိအနေထားနှစ်သင်းလုံးရဲ့အနေထားကတော့လီဗာပူးတင်းကအနည်းငယ်လေးတာသေးရနေတာကြောင့်မို့လို့ Chelsea တက်တာလို့ရှိလို့ရှိရင်တော့ရလဒ်ကောင်းငွေကိုပိုင်ဆိုင်ထားတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်လက်ရှိ Chelsea တင်းကတော့တကယ်ကိုမှခြေစွမ်းရမှာလုံးဝကြာဆင်းနေကြတာလည်းဖြစ်ပါတယ်ဒီနှစ်သင်းရဲ့လက်ရှိဖောင်ရလီဗာပူးတင်းကတော့လက်ရှိအိမ်ဝင်းမှာရှင်မြန်ကစားရမှာဖြစ်တာကြောင့်မို့လို့သူတို့တင်းနေတဲ့ဒီရမှတ်3မှတ်ကိုတော့ရယူသွားမယ်လို့ကျွန်တော်မျှော်လင့်တယ်လီဗာပူးတင်းနိုင်ဆုံးတကူလောက်နဲ့ကတ်နိုင်သွားမယ်လို့ကျွန်တော်ခံမှန်းသုံးသပ်ချင်ပါတယ်ဟုတ်ကဲ့နောက်တဲ့ပွဲတွေကတော့ည8:00 နာရီခွဲအချိန်မှာရှင်မြန်ကစားမယ်ဆန်လန်တင်းနဲ့ Manchester United အသင်းတို့ရဲ့စနေနေ့ညပွဲတွေဖြစ်ပါတယ်ရှိ Manchester United အသင်းကတော့35ပွဲကစားပြီးတော့18ပွဲနိုင်10ပွဲတည်9ပွဲရှုံးရမှတ်64မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်3နေရာမှာရပ်တည်နေပြီးတော့အင်ရှင်အသင်းဖြစ်တဲ့ဆန်လန်အသင်းက35ပွဲရှိမှကစားပြီးတော့17ပွဲနိုင်17ပွဲတည်12ပွဲရှုံးရမှတ်48မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်12နေရာမှာရှိနေတာဖြစ်ပါတယ်လက်ရှိအဲ့ဒီအသင်းဖြစ်တဲ့ Manchester United အသင်းကတော့ Champions League ဝင်ဖို့အတွက်ကျင်းနေသွားခဲ့ပြီဖြစ်ပါတယ်ဒီအင်ရှင်အသင်းဖြစ်တဲ့ဒီဆန်လန်အသင်းပေါ့နော်ဆန်လန်အသင်းကတော့လက်ရှိ48မှတ်ရထားပြီးတော့ရောဘာဝင်ခွင့်တနေရာရဖို့အတွက်ကိုတော့အဆင့်6နေရာမှာတော့ AFC ဘုံမောက်အသင်းနဲ့ကျွန်တော်9မှတ်သာကွာနေတာဖြစ်ပါတယ်လက်ရှိ9မှတ်ဆိုပေမဲ့ပွဲကစားဖို့ဟာ3ပွဲကျန်နေတာကြောင့်မို့လို့ရောဘာဝင်ခွင့်တနေရာအတွက်ကိုဒါဆန်လန်အသင်းအနေနဲ့ပြောင်းလဲချက်ရှိနေတာဖြစ်ပါတယ်ထိလိုက်တွေးဆုံမှုတွေမှာကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံး3ချိန်မှာတော့ဒါအဲ့ဒီဖြစ်တဲ့ Manchester United အသင်းက3ချိန်လုံးအနိုင်ရထားတာဖြစ်ပါတယ်ပထမကျော်ရလတ်မှာတော့ Manchester United အသင်းရဲ့အိမ်ဝင်းမှာ2ဂိုးမရှိနဲ့ Manchester United အသင်းကအနိုင်ရထားတာဖြစ်ပါတယ်အဖက်ဖက်ကနေပြီးတော့ Manchester United လက်ရှိအနေအထားအရတကယ်ကိုမှရလတ်ကောင်းတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်အဲကြောင့်မို့ဒီနေ့မှာဆန်လန်တင်းရဲ့ဥရောပဝင်ခွင့်တနေရာရဖို့အတွက်ရုန်းကန်လာမှာလည်းဖြစ်ပါတယ်ဆန်လန်တင်းကနောက်ဆုံး5ပွဲမှာတော့ဆန်လန်တင်းက2ပွဲနိုင်ပြီးတော့2ပွဲရှုံးထားတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်နောက်ဆုံးကစားခဲ့တဲ့ဥနယ်ပွဲတွေမှာတော့တစ်ဖက်တစ်ကူတည်ရလဒ်ဖြစ်ပေါ်ထားတာဖြစ်ပါတယ် Manchester United အသင်းကတော့3ပွဲနိုင်ပြီးတော့2ပွဲတည်2ပွဲရှုံးရလဒ်ကိုပေါ်ဆောင်ထားတာဖြစ်ပါတယ်နောက်ဆုံး3ပွဲဆက်အနိုင်ရထားတာဖြစ်ပါတယ်နောက်ဆုံးပွဲစဉ်မှာတော့လီဗာပူးတင်းကိုအိမ်ဝင်းမှာ 3-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရထားတာဖြစ်ပါတယ်ဒီပွဲစဉ်ကိုပေါ့နော်ဆန်လန်တင်း
နေဆုံးတည်တစ်မှတ်လောက်တော့ယူသွားမယ်လို့ကျွန်တော်အမြင်သုံးသပ်ချင်ပါတယ်ကျွန်တော်အမြင်လေးပေါ့နော်ဒီတစ်မှတ်များယူသွားနိုင်မလားပေါ့နော်အဲ့ဒါဒီလိုလေးပဲသုံးသပ်ချင်ပါတယ်ပေါ့နော်ဟုတ်ကဲ့နောက်ထပ်ပွဲစဉ်ပွဲပေါ့နော်ဒီနောက်ထပ်ပွဲစဉ်ပွဲရတော့ည7:00 နာရီချိန်မှာရှင်ပြိုင်ကစားမယ်ဒီ Manchester City တင်းနဲ့ Brentford တင်းတို့ရဲ့စနေနေ့ပွဲစဉ်ဖြစ်ပါတယ်ဟုတ်ကဲ့ဒီပွဲစဉ်ကတော့ဒါလက်ရှိမှာတော့ထိပ်တိုက်တွေ့ဆုံမှုမှာတော့နောက်ဆုံး3ချိန်မှာတော့ Manchester City တင်းက2ပွဲနိုင်ပြီးတော့တပွဲသေးကြတာဖြစ်ပါတယ်လက်ရှိမှာဗီဇယာကိုကြည့်မယ်ဆိုလို့ရှိရင်တော့34ပွဲကစားပြီးမှတော့22ပွဲနိုင်10ပွဲသေး5ပွဲရှုံးဒါမှ80တက်မှန်တဲ့ဗီဇယာရဲ့အဆင့်2နေရာမှာရှိနေခဲ့ပြီးတော့အဲ့ဒီတင်ဖြစ်တဲ့ Brentford တင်းကတော့35ပွဲကစားပြီးမှ14ပွဲနိုင်9ပွဲသေး12ပွဲရှုံးရမှ50တက်မှန်တဲ့ဗီဇယာရဲ့အဆင့်9နေရာမှာရှိနေတာဖြစ်ပါတယ်လက်ရှိ Brentford တင်းကတော့ဥရောပဝင်တနေရာအတွက်သူလည်းတိုက်ပွဲဝင်သွားအောင်မှာလည်းဖြစ်ပါတယ်လက်ရှိမှာသူ့ရဲ့အောက်မှာအမှတ်ကဆန်နလန်တီကိုအမှတ်တွေကဆန်နလန်နဲ့သူနဲ့အမှတ်က4မှတ်ပဲကွာတာကြောင့်မို့ပွဲကစားဖို့ကလည်း3ပွဲတောင်လိုသေးတာကြောင့်မို့လို့ဒီဥရောပဝင်တနေရာခိုင်မာပြီလို့တော့ပြောလို့မရသေးဘူးသူအနေနဲ့တော့ဒီပွဲစဉ်မှာလည်းရှုံးလာဖို့ရှိတာဖြစ်ပါတယ်ထိပ်တိုက်တွေးဆုံမှုမှာလည်းနောက်ဆုံးဒီကာရာဘောင်ဖလားမှာဒီ Brentford တင်းကို2-0ဆိုတဲ့ရလဒ်နဲ့ဒါ Manchester City ကိုအနိုင်ရထားတယ်ပထမကြော်ရလဒ်မှာတော့ Man City ကိုအဝေးကွင်းမှာ0-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရထားခဲ့တာဖြစ်ပါတယ်လက်ရှိ Manchester City ရဲ့နောက်ဆုံး5ပွဲမှာတော့4ပွဲနိုင်ပြီးတော့တပွဲသေးကြထားတယ်အဲ့ဒီနောက်ဆုံးပွဲရတော့ဒါ Everton နဲ့3ပွဲသေးကြထားတဲ့ပွဲတွေဖြစ်ပါတယ် Brentford တင်းကိုတွားကြည့်မယ်ဆိုရင် Brentford တင်းက5ပွဲမှာတပွဲသာနိုင်ပြီးတော့3ပွဲတည်းရေပွဲရှုံးထားတယ်ရှုံးထားတဲ့အတင်းကတော့ Manchester United တင်းကို2-1ဆိုတဲ့ရလဒ်နဲ့ရှုံးနေထားပြီးတော့အိမ်ကွင်းမှာ West Ham United အတင်းကို3-0ဆိုတဲ့ရလဒ်နဲ့ဒါအနိုင်ရထားခဲ့တာဖြစ်ပါတယ်လက်ရှိ Manchester City တင်းအနေနဲ့34ပွဲသာကစားပြီးတော့တပွဲရော့Arsenal တင်းနဲ့5မှတ်ကွာနေတဲ့အကြောင်းလို့ Champion အနေထားလည်းပဲဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာ Man City တင်းအတွက်ဒါ final ပွဲစဉ်ပွဲဖြစ်ရှင်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်လက်ရှိတပွဲရော5မှတ်အကွာမှာရှိနေခဲ့တဲ့ Man City Arsenal ကိုမိဖို့အတွက်ဆိုလို့ရှိရင်တော့ Arsenal နဲ့အမှတ်ကျင်းပြောင်းမှုအတွက်ဆိုလို့ရှိရင်ညစနေနေ့ညဒီပွဲစဉ်မှာတော့မဖြစ်မနေအနိုင်ရလာဖို့ပေါ်ဆောင်သွားဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီ Champion လမ်းကြောင်းပေါ်မှာနေပြီးတော့တွေ့ခွင့်မသွားဖို့ရှိနေတဲ့ Manchester City တင်းကိုအနိုင်ရသွားမယ်လို့ကျွန်တော်သုံးသပ်ချင်ပါတယ်။ဒါကတော့ Premier League ဒီစနေနေ့ညမနက်ဖြန်စနေနေ့ညမှာရှင်ပြိုင်ကစားမယ်ဒီပွဲစဉ်3ပွဲပေါ့နော်။ဒီ3ပွဲကိုကျွန်တော်သုံးသပ်ခဲ့တာဖြစ်ပါတယ်။ပထမဆုံးဒီစနေနေ့ညနေ6:00 နာရီချိန်မှာရှင်ပြိုင်ကစားမယ်လီဗာပူးနဲ့ Chelsea တင်းမှာတော့ကျွန်တော်လီဗာပူးတင်းကိုကြိုက်တယ်။ည8:00 နာရီပွဲချိန်မှာရှင်ပြိုင်ကစားမယ်ဆန်နလန်တင်းနဲ့ Manchester United တင်းတို့ရဲ့ပွဲစဉ်မှာတော့ကျွန်တော်ဆန်နလန်တင်းတေးကြားနိုင်မယ်လို့ကျွန်တော်ခံမှန်းသုံးသပ်ခဲ့တယ်ပေါ့နော်နောက်ထပ်ဒါည7:00 နာရီချိန်မှာရှင်ပြိုင်ကစားမယ် Manchester City တင်းနဲ့ Brentford တင်းတို့ရဲ့ပွဲစဉ်မှာတော့ကျွန်တော်အင်ရှင် Man City ကိုကြိုက်ပါတယ်ဟုတ်ကဲ့ဒါကတော့အင်္ဂလန် Premier Leagueပွဲစဉ်36အဖြစ်ရှင်ပြိုင်ကစားမယ်ဒါစနေနေ့ညမှာပေါ့နော်ရှင်ပြိုင်ကစားမယ်ပွဲစဉ်တွေနေရာမှာဒီပွဲစဉ်3ပွဲကိုကျွန်တော်ရွေးထုတ်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့အနေနဲ့လည်းဘယ်လိုမျိုးရလဒ်တွေကိုထွက်သွားမလဲဆိုတာကတော့ညီကိုတို့နဲ့တူစောင့်ကြည့်ကြပါတယ်ညီကိုတို့လည်းဘယ်လိုရလဒ်တွေထွက်မလဲဆိုတာတော့ခံမှန်းပေးခဲ့ကြပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်